ဒါမေမေနော်ဓာတ်ပုံထဲမှာပဲဓာတ်ပုံထဲမှာပဲမြင်မှုကြတယ် live မှာအရင်မစုံဘူးကြအောင်မပြောဘူးကြအောင်ပေါ့နော်ဒါအမေပါအမေနဲ့တူလားအဖေနဲ့လည်းမိတ်ဆက်ပေးမယ်အဖေနဲ့တူလားအမေနဲ့တူလားပေါ့နော်အချစ်တဲ့စားငယ်မနေဘူးမကြောက်တာကျွန်တော်လက်ထဲမှာ10မိနစ်ပြအောင်တယ်သူ့မေစီသွားတာအဲ့လိုမျိုးပန်တာမင်းနဲ့တူတယ်ဘေးကရောက်ခမကြီးတဲ့တက်အားမာသားကြီးလားဟုတ်တယ်မာသားကြီးမာသားကြီးပါဗျာမာသားကြီးပါခလေးလေးလွမ်းနေတာလွမ်းပါတယ်ဗျာအရန်ကိုလွမ်းတာအရန်ကိုလွမ်းတယ်အရန်လည်းတတိရတယ်နေကောင်းအောင်လည်း queue ဆိုင်ကြပါဘာလို့အဲ့လောက်နိုးဖက်နေရလဲဒီမမေကဒီလိုလေးမွေးလိုက်တာဒီမမေကဒီလိုလေးမွေးလိုက်ဒီကချောတယ်တဲ့ပြောလိုက်လေကျေးဇူးပါဟုတ်တယ်တွေ့ရအများကြီးဟုတ်တယ်ကျေးဇူးအများကြီးရှက်နေ live လွှင့်တာခုနကမှじゃ live လွှင့်မယ်ဆိုတော့လေအမေ तू ကပြောမယ်တဲ့အမေဟိုက သူ့သားရဲ့ fan လေးတွေနဲ့ပြောမယ်ပြီးတော့တကယ်လဲခေါ်ဒီမှာရှက်နေနေရကျွန်တော်ပေါ်ကြလို့ရှိရင်လေလုံးဝမနေဘူးဆက်လူထနေတာပဲပြောနေတယ်မမေကြီးပေါ်မှာကြတော့ငင်းနေတာပဲပဲများနေစော်လေးတွေကကြည့်နေဆိုပြီးပဲများနေတာချီတော့ပဲများနေတာငေါ့မကိုင်းနဲ့နော်ငေါ့မကိုင်းနဲ့ငေါ့ထူဖရန်သူနဲ့ကျွန်တော်เนี่ยတငယ်ချင်းလို့ဖြစ်နေဒီကောင်ကနော်ကျွေးလိုက်မယ်ချစ်လားတဲ့တို့ချစ်မေကုန်းနေနော်မေကုန်းနေကြက်အောင်မလုပ်ပါနဲ့ပန်နာလေးရေတဲ့ပန်နာမသားလေးခေါ်နေရဲ့မကောက်မလေးခေါ်နေမကောက်မလေးခေါ်နေသားလေးရေတဲ့မှာလားအတဲရတယ်ဒီကောင်လေးညီပေါင်းသားလေးအတဲတုံးလေးချစ်ရလေဟုတ်တော့မေမေနဲ့တူလို့ထင်တယ်တဲ့အကိုလေးကချောတာမေမေနဲ့တူလို့ပဲဒါဒီတော့ဟုတ်ကျေးပဲဟုတ်တယ်အများကြီးကျေးမယ်ဟုတ်တယ်အများကြီးကျွေးမယ်တဲ့နော်မေမေရှိမှာပဲတဲ့အကိုလေးကိုတောင်းနေတော့ဒါဟုတ်တယ်ဒါအခုချိန်မှာ comment ထဲမှာတောင်းကြမှာနော်ရောက်ခမကြီးပေးမဲ့လူကရလိမ့်မယ်ဟုတ်ပြီလားဒါသူစုံပြီးတော့စားကြတောက်ကြမယ်ပေါ့နော်ဒီနေ့ဘာမှမချက်ဘူးပြင်ကနေဝယ်ပြီးတော့စားကြမယ်တံပေါက်တွေပါတိတ်မကြိုက်ပါဘူးကျွန်တော်ကတိတ်ပြီးတော့မစားတတ်ပါဘူးသိရမလားအဲ့တော့တံပေါက်တွေခောက်သွဲကြော်ကြာစံကြော်မာလာရှန်ကောတွေပြီးရင်ဟိုငါးကင်နော်ငါးကင်တွေရယ်ပြီးတော့အကင်တွေရယ်ဖိလားမေးလာပြီဖိလားနောက်ဖိနဲ့မိတ်ဆက်ပြီမယ်နော်ခုနမေးကြီးကိုတွေ့ပြီးသွားပြီဆိုတော့ဒီတစ်ခေါက်ဖိလဲပေါ့နော်ဖိ